ကဲမျိုးတို့ရေပိတ်ရမှာဗာလေးချက်ပြမလဲဆိုလောလောဆယ်အာလူကိုကျွန်မရေးစီးထားပါတယ်ကြက်သားကိုကျွန်မရတာမိုးစနုံမုံကပြာရည်နဲ့ငယ်နဲ့နှက်ထားပါတယ်ပြီးရင်တော့ကျွန်မကြက်သွန်ဖြူချင်းလေးကိုထောင်းထားပါမယ်ရှင်ကြက်သားအာလူလေးကျွန်မချက်မှာဖြစ်ပါတယ်စီပူလာအောင်တဲပါမယ်နော်ကဲစီပူလာပြီဆိုရင်တော့ကျွန်မတို့စီလေးစားတတ်လိုက်ပါမယ်ကျမတို့စီတက်ကလေးပေါ့နော်မွေးသွားတဲ့ဒီစီတက်ပါမယ်ပိတ်ရက်တွေဆိုတော့ခရီးတွေအကုန်လုံးသွားကြတယ်ပေါ့နော်ကျမတို့ဒီပိတ်ရက်မှာတော့ခီးမသွားဖြစ်ပါဘူးရှင်အဲ့တော့ဟင်းလေးတွေဒီနေ့ချက်ပါမယ်အားလုံးပါဒီနေ့ကျမချက်မှာတော့ကြက်သားအာလူလေးကျမချက်မယ်ပြီးရင်ပဲပင်ပေါင်းနဲ့ပဲပြားလေးကြုံမယ်မယန်းသီးလေးထောင်းမှာဖြစ်ပါတယ်ရှင်ကဲစီတက်လေးတွေလည်းရလာပြီဆိုရင်တော့ကျွန်မကြက်သားလေးပေါ့နော်ထည့်လိုက်ပါမယ်ဟွန်းနာနဲ့ထားတဲ့ကြက်သားလေးကိုကျွန်မလုံးမယ်ပေါ့နော်စီတက်လေးနဲ့စီတက်နှစ်ကလေးနဲ့ကြက်သားလေးနဲ့မွေးသွားတဲ့ဒီကျွန်မလုံးပါမယ်ရေလုံးဝမထည့်သေးပါဘူးနော်ကျမတို့ကြက်သားလေးတွေပေါ့နော်တင်းသွားတဲ့ဒီကျမတို့လုံးပါမယ်ကဲချက်သားလေးလည်းတင်းသွားပြီဆိုရင်တော့ကျမတို့ခုနအာလူလေးကိုထည့်မယ်ပေါ့နော်အာလူလေးကိုကျမတို့ထည့်ပြီးတော့တမအောင်ဝေပေးမှဖြစ်ပါတယ်ရှင်ကျမတို့အာလူနဲ့ကြက်သားလေးကိုလည်းကျမတို့လုံးပေးပါမယ်ကျမတို့ကစီပီကြက်သားဆိုတော့လေရေအများကြီးထည့်စရာမလိုဘူးပေါ့နော်အဲ့တော့ခဏလေးနဲ့နူးတယ်အဲ့တော့ကြက်သားကိုရင်တည်ပြီးမှအာလူထည့်စရာမလိုပါဘူးအာလူကလည်းခဏလေးနဲ့နူးတာမလို့ကျမတို့တခါလေးကြက်သားနဲ့အာလူကိုတခါလေးလုံးလိုက်တာဖြစ်ပါတယ်ရှင်ရတာမို့လေးထည့်ပါမယ်ရတာမို့ကျမအများကြီးမထည့်တော့ဘူးပေါ့နော်ခုနကြက်သားရတာနဲ့တဲ့ထဲမှာလည်းထည့်ပြီးသားမလို့ပါကဲကျမရီလေးနဲ့ငယ်ထည့်ပြီးတော့တည်ပေးပါမယ်ရီရလည်းအများကြီးထည့်စရာမလိုပါဘူးရှင်ကြက်သားလေးနဲ့အာလူလေးနူသွားရပါပြီကဲခုဆိုရင်တော့ပွက်ဆူနေပါပြီကြက်သားနဲ့အာလူဟင်းလေးလည်းရသွားပြီပေါ့နော်ကြက်သားနဲ့အာလူလေးရပြီဖြစ်တော့ကျွန်မအိုးချကန်ဒီမှာကျွန်မမဆလာလေးထည့်ပါမယ်တချို့ကတော့စီစတက်ကလေးကမဆလာထည့်ပေါ့နော်ကျွန်မအဲ့လိုတော့မကြိုက်ပါဘူးဘာလို့ဆိုတော့ဟင်းရပေါ့နော်အရန်ကြီးအယောင်ကြီးကမဲသွားလို့ပါဒီလိုမျိုးအိုးချကန်ဒီချက်တော့ကြတော့အနံလေးကလည်းပုံမွေးတယ်ပြီးတော့ဟင်းကြောင်လည်းမမဲဘူးပေါ့နော်အားကြောင့်မို့ကျွန်မမဆလာကိုဒီနေထားလေးမှာထည့်ရဖြစ်ပါတယ်ရှင်မဆလာထည့်လိုက်တာနဲ့လေကျမတို့ကြက်သားအာလူဟင်းရလေမဆလာနံလေးကမှုေးနေပြီးတော့ထမင်းရန်စားကြစိတ်ပေါက်ပါတယ်ရှင်ကဲခုဆိုရင်တော့ကျမရဲ့ကြက်သားအာလူဟင်းလေးတက်သွားပါပြီစီလေရီလေလေးပေါ့ရှင်စီပြန်ဟင်းတော့မဟုတ်ပေါ့နော်နေဖက်စားရတာပို့ပြီးတော့စားကောက်တာပေါ့စီလေရီလေလေးဆိုတော့လေကဲကြက်သားအလူဟင်းလေးလည်းရပြီဆိုရင်တော့ကျွန်မပဲပင်ပေါက်လေးကိုကျွန်မစားလေးထည့်ပြီးတော့ရေစီအောင်စေးပါမယ်ရေစစ်ထားပါမယ်ပဲပြားကိုလည်းရေစေးပြီးရေစစ်ထားပါမယ်ပဲပြားကိုတော့ကျွန်မနေတော်လေးလီးထားလိုက်ပါတယ်ကြက်သွန်ဖြူ3မွှားတများရိုက်ပါမယ်ကြက်ဥတစ်လုံးသုံးပါမယ်စီပူလောင်တည်ပါမယ်ရှင်ကျမတို့စီလေးပူလာပြီဆိုရင်တော့ကြက်သွန်ဖြူတစ်ပြားရိုက်ထားလေးတွေကိုကျမတို့ကြော်ပေးပါဖြစ်ပါတယ်ကဲကြက်သွန်ဖြူတစ်ပြားရိုက်ထားလေးလည်းရပြီဆိုရင်တော့ကျမတို့ကြက်ဥလေးထည့်ပြီးတော့မှွေပါမယ်ကြက်ဥလေးကိုကျမတို့ကျွတ်ပြီးတော့မှွေသွားတဲ့အထိကျမတို့ကြော်ပေးမှဖြစ်ပါတယ်ရှင်ကဲကြက်ဥကြော်လေးလည်းရပြီဆိုရင်တော့ပဲပြားလေးထည့်ပါမယ်ပဲပြားလေးနဲ့ကျမတို့ကြက်ဥကြော်လေးကိုအနံလေးမှွေသွားတဲ့အထိကျမတို့ဆက်ပြီးကြော်ပေးပါမယ်ပဲပြားလေးတွေကကျမတို့ပေါ့နော်ပဲပြားလေးတွေတင်းသွားပြီးတော့နည်းနည်းလေးပေါ့နော်မှွေသွားတဲ့အထိကိုကျမတို့ကြော်ပေးမှဖြစ်ပါတယ်
နှုတ်မဆိုရင်ပဲပြားကကျမတို့ပျော့ပျော့ကြီးနဲ့ပဲပဲမောက်ထည့်လိုက်မယ်ဆိုရင်ထပ်ပိုင်းကျိုးသွားတာတို့ပေါ့နဲ့စားမကောင်းပါဘူးရှင်ပဲပြားလေးကိုနည်းနည်းလေးပေါ့နော်ရမ်းကျွတ်ကြီးလည်းမဟုတ်ဘူးနည်းနည်းလေးကျွတ်သွားတဲ့အထိကြော်ပေးပြီးတော့မှပဲပဲမောက်ထည့်ကြော်မယ်ဆိုရင်ပဲပဲမောက်ပဲပြားကြော်လေးရရမ်းစားလို့ကောင်းပါတယ်ရှင်ကဲရတာမို့လေးထည့်ပါမယ်ငွေပေးမှဖြစ်ပါတယ်ရတာမုံကတော့ကျမပဲပဲမောက်ထည့်တဲ့အချိန်မှာမထည့်ပါဘူးရှင်ပဲပြားထဲမှာဒီချက်ဥနှစ်ကလေးနဲ့ရတာပို့ဝင်သွားအောင်ရင်ထည့်လိုက်ရဖြစ်ပါတယ်ပြီးတော့မှပဲပဲမောက်ကကြတော့ခဏလေးပဲကြော်ရတာဖြစ်တာမလို့ရတာမုံလေးရင်ထည့်ပြီးကြော်တာပို့ဆင်ပြေပါတယ်ကဲကျမပဲပဲမောက်လေးထည့်ပါမယ်ရှင်ကဲပြီးရင်တော့တမအောင်ပေးပါမယ်ပဲပဲမောင်နဲ့ပဲပြားတော့ကျမရမ်းကြိုက်ပါတယ်ရှင်စားရတာလဲကျမတို့ပေါ့နော်အရန်စားကောင်းတယ်အစာအိမ်နေပါအတွက်လည်းကောင်းတယ်ပြီးတော့ကြတော့ကြော်တဲ့ခါမှာလဲကျမတို့အချိန်ရမ်းပေးကြမလို့ပေါ့နော်ကြော်ပြီးချင်းစားရင်လည်းပူပူနူးနူးနဲ့အရန်အောင်စားလို့ကောင်းပါတယ်ကဲရတာမို့လေးနည်းနည်းလောက်ထပ်ထည့်ပါမယ်ရှင်ပဲပဲမောက်ကနည်းနည်းလေးများသွားတော့ကျမရတာမို့လေးလိုနည်းနည်းလေးထပ်ထည့်ပါတယ်ကဲပြီးရင်တော့ကျမတမအောင်မှုပေးမှဖြစ်ပါတယ်ရှင်အသီးရွက်ကြော်တို့ရေတောက်တို့ဆိုရင်လေအဲ့လိုမျိုးပေါ့နော်ကျမတို့ကြော်ပြီးချင်းချက်ပြီးချင်းစားရင်ဟင်းပူပူထမင်းပူပူနဲ့ပို့ပြီးထမင်းစားနိုင်ပါတယ်ရှင်ကဲအခုဆိုရင်တော့ကျမရဲ့ပဲပင်ပေါင်းနဲ့ပဲပြကြော်လေးကချက်သွားပါပြီဖြစ်ပါတယ်ကျုပ်လေးနဲ့ဆိုတော့ကျမတို့စိတ်နေရပါပဲရှင်ကဲခုဆိုရင်တော့ကျမပဲပင်ပေါင်းနဲ့ပဲပြားလေးလည်းချက်သွားပါပြီချက်သားအာလူဟင်းလေးလည်းချက်သွားပြီဖြစ်ပါတယ်ဒါကတော့ဒီဘက်တေဦးမှာတော့ကျမပဲပင်ပေါင်းပဲပြားကြောဟိုဘက်မှာတော့ချက်သားအာလူချက်ထားပါတယ်ကဲကုန်ချက်ပြီဆိုတော့ကျမမယန်းသီးနဲ့တရက်သီးကိုဒီတစ်ခါရောထောက်မှာဖြစ်ပါတယ်ရှင်ချက်နေကကျမမယန်းသီးလေးပေါ့နော်ကဲငပိကင်ထားတယ်ငရုတ်သီးလေးကိုလည်းကျမလော်ထားတယ်ပေါ့နော်အနည်းနည်းလေးကင်ထားတယ်ပေါ့နော်ဒါကျမရဲ့ငပိကင်ထားတဲ့စကေးပေါ့နော်ကဲပြီးရင်တော့ကျမဒီမှာမြေပဲဆန်လေးနည်းနည်းထောင်းထားတယ်ပစွန်ကြောင်လေးထောင်းထားတယ်ကျွတ်သွန်ဖြူလေးကိုကင်ထားတာလေးထောင်းထားတယ်ဟိုနာငပိကင်ထားတာလေးပေါ့နော်ကျမအဲ့လိုပကံလေးထဲမှာထည့်ထားပါတယ်အရင်ထောင်းပြီးပေါ့နော်ပြီးတော့မှကျမမယန်းသီးလေးကိုထောင်းပါတယ်ကဲခုဆိုရင်တော့ကျမရဲ့မယန်းသီးတရက်သီးတောင်းလေးရပါပြီရှင်ကဲခုနကကျမဟင်းတွဲလေးနဲ့မယန်းသီးတောင်းလေးနဲ့ဆိုရင်ဒါရန်ကိုထမင်းစားမြိန်နဲ့နေလေးပေါ့ရှင်ဘာလို့ဆိုကိုကြိုက်တဲ့ဟင်းတွေဆိုတော့အများထမင်းကကိုကြိုက်တဲ့ဟင်းချက်အများတန်းထမင်းစားမြိန်တာပါပဲရှင်ကျမကလေးမယန်းသီးကိုဒီခါတရက်သီးလေးနည်းနည်းထည့်ထောင်းတာမယန်းသီးအချင်တက်ကိုတရက်သီးအဖန်လေးနဲ့ပေါ့နော်နည်းနည်းထိန်းလိုက်တော့ကြတော့မယန်းသီးရမ်းကြီးမချင်တော့ဘူးပေါ့ရှင်ကဲကျမရဲ့ဒါမယန်းသီးတောင်းလေးပါချက်စားကြပါရှင်ကြည့်ရှုသူများအားလုံးကျေးဇူးတင်ပါတယ်ရှင်